ကျွန်တော်လက်ဖက်ရည်မတောက်တယ်ဘူးကော်ဖီမတောက်တယ်ဘူးအေးမတောက်တယ်ဘူးကျွန်တော်ရေနဲ့ထမင်းမယ်လုံးဝထမင်းမစားဘယ်နှစ်ရှိပြီလဲ19နှစ်တောင်ရှိပြီအနှစ်20လောက်ရှိထမင်းလုံးဝမစားဘူးကွယ်ထမင်းကတော့အခုအရန်ပင်မန်တော့နည်းနည်းတော့ပြန်စားဖြစ်တယ်ပေါ့နော်ဘာလို့ထမင်းတက်ကလည်းခဏကိုမှလိုအပ်တာဆိုတော့ထမင်းဖြစ်ပေမဲ့လည်းဒါတခြားဟာကြီးစားရဲအဲ့တစ်ခါအင်တာဗျူးဖြေလိုက်တာထမင်းမစားဘူးဆိုတော့ဘာကြီးစားလဲပေါ့ငကိုတွေကလည်းထမင်းကိုမစားကြည့်ဘူးအဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲသိညီမထမင်းအဲ့လိုတော့နည်းချက်သိနေထားရကြောက်ကြမို့ညီမထမင်းနှိမ့်မဖြန်နဲ့ကျွန်တော်လုံးဝငပိအနံလုံးဝခံလို့မရကျွန်တော်ငပိအနံနဲ့ကျွန်တော်နဲ့တိုက်ရိုက်တွေ့ကျွန်တော်မူးပါလဲအဲ့ဒီတော်တော်ဆိုတာပြီးတော့ငငယ်တွေကလည်းအဲ့လိုမျိုးဟိုဂျုံဆန်ပြောင်းနေပဲစားအဓိကဥမာထမင်းမစားဘဲနဲ့ပါမုတ်စားတာတော့မနေ့မိုးလင်းအဲ့လိုပါမုတ်ကြိုက်တာလို့